ရိတ်ကလေးတစ်ခုလုံးမုန်တိုင်းတွေကြားမှာခိုင်မြဲတဲ့ကြောက်ဆောင်လို့သားတို့သမီးတို့ဘဝတွေလှပဖို့ရာမိခင်ဆိုတာကိုဘဝကိုမြေတော်မြောက်ပေးသူပါညနေတဲ့တီအိမ်မပြောနိုင်နဲ့ညဝန်းများသားတို့ဗိုက်ဆာမှာစိုးရိမ်တဲ့ချင်နာများလောကရဲ့လက်တွေကြားမှာမယိုင်လဲအောင်လက်တွေခေါ်ခဲ့တာအမေရဲ့မြတ်တာတရားတွေပဲပေါ့အိုးအမေသားတို့ထွက်ဆိုရာရာကိုစတေးခဲ့သူကိုထက်သားသမီးကိုပိုချစ်တဲ့သူဒုနိုင်မဲ့တဲ့အမေရဲ့ဂုဏ်ကျေးဇူးတွေဒီတမဆလို့တော့ကုန်နိုင်မှာမဟုတ်ပါဘူးပင်မနေတဲ့အခါအမေရင်ခွင်ကိုလွမ်းတယ်လောကဒဏ်တွေခံရတဲ့အခါအမေစကားတွေကိုတန်းတာတယ်အမေသာဘေးမှာရှိရင်ဘာမဆိုရင်ဆိုင်ရဲ့ပြီအမေဟာသားတို့ဘဝရဲ့အလင်းအိမ်စစ်မှန်မှာပဲ